ပြီးတော့ 4B ကို rotation သွားနေကြတယ်ဆိုတဲ့အချက်တခုကတော့အားစရာကောင်းတယ်ဗျာ skirmish ပိုင်းမှာကျွန်တော်တို့ကအရင် failure တော့သိမရှိဘူး Titan Strike Stormy Stand နဲ့ပါလာတဲ့ fragile အောက်ပေါ်တော့ SMG first look ကို hand ထပ်ပြီးတော့အစောတော့ပါလာခဲ့ damage မှာ AOG ပြန်ကင်ထားရတဲ့ပဲ1 for 1ကိုတော့ကာတီစီမရရအောင် trade သွားတယ်ဗျာဒီလဲလဲဘူးကတဲ့နေဗျာနော်ကျွန်တော်တို့ဆန်ကြီးရလိုက်တာမင်းလိန်နာယူရလိုက်တာဘက်ကိုဒါတိုင်းတဲ့ကိစ္စတွေမှာလဲကျွန်တော်ဟန်နောက်ကိုပြန်ဖို့ကြိုးစားတယ်နောက်မှာတော့ကျွန်တော်ကာတီစီတက်အိုးဒီဒီမှာပြန်ပေးလိုက်ရတယ်ဗျာရောင်းတော့သူရှောင်းရှောင်းကိုကြိုးစားနေတယ်ဒီဖိုင်မှာဒီတော့ဒါဆိုကျွန်တော်ဒီမှာကော့ရှိတယ်ကာလီယာဖာဆာတွဲလုံးလေးဒီဟာလေးကိုတော့ကျွန်တော်ဒီအကောင့်တွေပေါ်သွားနိုင်မလားကြည့်ရမယ်ဘယ်နဲ့စောက်ဖွင့်နေဗျာအရင်ဆုံးငကားတော့ဝေးဝိုက်ပြန်တဲ့ဟန်ကိုရင်ဆုံးရှာနေတာဒီနောက်လည်း position တဲလို့မရအောင်ကျွန်တော်နောက်လျှောက်ထားတယ်ဆိုပြီးမှ future type battle fight time နေပဲဒီကောက်တာတွေကတော့ကျွန်တော်ဒီ liquid PA ရောက်ထားတယ် blackချက်ချင်းကျွန်တော်နောက်ကိုစုပ်သွားတယ်ဗျာယူရှာကရောကချာနှကောပဲဘိုးကြီး6မိနစ်ခွဲတဲ့မှာရောက်ရှိလာခဲ့ Furious Drive Dragon Team မှာ Sanford တခါလည်း Dragon Ball လေးပြန်ပြီးတော့ပြောင်းလာသေးတယ်ဗျာနောက်မှလည်းခံဒီနာပြန်ပြေးနေရတဲ့ခိုင်တဲ့တစ်ခုပါတစ်ဖက်ကလည်း Blink ပြန်ပြီးတော့သူ့ရဲ့ National League မှာလည်းပြန်ကြည့်ထားဖို့တော့ကြိုးစားတယ်ရင်တကောင်လည်းပြန်ပြီးတော့ရှိနေကြတဲ့ခိုင်တဲ့မှာတော့တစ်ဖက်ကလည်း Forza Ezra လည်းပြန်ပြီးတော့ပေး leader တော့ Furious Drive Dragon Team မှာတစ်ဖက်ကလည်း Bounty Fight တက်ပြီးတော့ခဲဖို့တော့ကြိုးစားနေပဲစမ်းမှုတန်းတော့တဲ့ခိုင်တဲ့ Sunday Strike တက်ပြီးတော့ပါလာပြီး leader 1 for 1နဲ့ပဲ TFPH မရရအောင်တော့ trade ထားသေးတယ်ဗျာ first ကြတယ် second ကြတယ်တတ်တာတွေချင်းကျွန်တော်ဝိုင်းစမ်းမှုတကယ်ကိုနောက်ပေးနေတာဗျာဒီကတော်တော်ဆိုးတယ်ဗောဗျာယူကြီးပြန်ထောင်းနေ2 1 1 war ခါနဲ့ရင်ကိုတက်ဖို့တော့ကြိုးစားရင် average ပဲတောင်းနေလေဒီစီးဖြတ်ထားရှိသမျှ damage တွေအကုန်ပေးသွားနေပဲရှင်းမှကြာသွားတယ်ဗျာပြန်ပေးရအောင်တော့များနေကြလို့ကျန်နေခဲ့တဲ့ Million First Direct ကိုလည်းတင်း Liquid PH ပြန်ချိတဲ့ Titan Strike Stormy Stand နဲ့ fracture အောက်မှာတောက်လျှောက်ဆိုလို့ Soundfall the human calculator ဒီကမှာတော့ပြန်တောင်းခဲ့ဆိုပေမဲ့1 for 1တော့မရရအောင်ပြန်ပြီးတော့ trade ထားသေးတယ်ဗျာဒီလို function ရဲ့ time ဒီမှာလို့ရှိရင်ကျွန်တော်တို့ရဲ့ install ဖြတ်ဖို့အတွက် Danny မလုံးတော့သေးဘူးဆိုတဲ့ຢာတွေကျွန်တော်မြင်တွေ့နေရတယ်တော့အခုတော့ဒီမှာလက်ရှိစယူကိုကြိုးစား Mountain Choker နဲ့တော့ vision ပြန်ပြီးဖွင့်ထားတယ်ဗျာဘူးတော့ပြောနေ Tsunami Stand ဆွဲတော့ခေါ်လိုက်နောက်မှာ Rhapsody Dash ဆိုတာ short form ပြန်ပြီးပြောင်းလိုက် JP ဆောက်ကြိုင်တကား back line မှာတော့ခွဲလောက်ပြီးတော့ကြိုးစားဒီတကားတော့ stage battle fight Superior Dice open တွေအောက်မှာအကောင်းဆုံး like ကြတယ် Rhapsody Dash ဆိုတာဒါနဲ့ပြန်ပြီးခွဲလိုက်တယ်မှာ stage ပြန်ပြီးပေးထားတယ်ဗျာ Sambo position ကျော်သွားတဲ့အချိန်မှာတော့ Lina energy impact နဲ့ဒီ Sambo အနေနဲ့တော့ကျွန်တော်နောက်တဲ့ Hero K တွေကိုတော့ရောက်ယူသွားခဲ့ပါသေးတယ် This man Sambo ရဒုံလုံးရဗျာတော့ဒီလောက်ကြီးတော့လုံးဝ back line နှစ်ကောင်လုံးငကားတစ်ကောင်နဲ့ရှင်းသွားရဆိုတဲ့ကိစ္စတော်တော်လေးတော့လုံးတဲ့ကိစ္စမျိုးလိုပဲကျွန်တော်တို့ပြောရမယ်เนาะနောက်မှရှိနေခဲ့တဲ့ Lina Forza Ezra B မှာ Soul Dragon Type နဲ့တူပဲ Sanfo တက်ပြီးတော့ဖြည့်ရှင်းခဲ့လို့ကြံရှိနေခဲ့တဲ့တောက်ချောက်ဆိုလို့ stack လေးရလာခဲ့တဲ့ Grand Chao လည်း Sanfo ပဲထပ်ပြီးတော့တိတ်တောင်းလို့သွားတာဗျာ Sanfo တကယ်ပဲ Sanfo တခါလေးပဲအေး blink တွေ့ပြီနော်တခါလေးဒါပေမဲ့ဆွဲတော့ခေါ်လိုက်ခဲ့တယ် Ezra တက်ချဲထားသေးတယ်ဗျာ Sandy နဲ့ပြန်ပြီးလွတ်ပေးသွားတဲ့အချိန်မှာ JP တကောင် low HP ကိုဖြစ်သွားနေတယ် Black Dragon Form AOG နဲ့ Data စီကိုပြေးပြီးတော့ဝင်လာပြီနောက်မှလည်း Sanfo တကားတော့ပြီးသွားဗျာ JP Immortality ကျသွားတဲ့အချိန်မှာတစ်ခါလေးချင်း sacrifice တော့လုပ်ကြတယ် Immortality ပြန်ပြီးဝယ်ထားသေးတယ်ရင်းနေတဲ့ပြန်ချသွားတဲ့အချိန်မှာ Hero K တကောင်တော့ချင်းမြန်မာအနေနဲ့ပြန်ပြီးထားသေးတယ်ဗျာ Sanfo ဘီနူယာ backline control ကနေမှာ၄ကောင်လောက်ကိုထပ်ပြီးတော့ထိန်းထားခဲ့တဲ့ခိုက်တဲ့ဗျာအဲ့တော့ကျွန်တော် TLPH ချန်နယ်နဲ့ရှီထဲမှာတကောင်နဲ့ချန်နေခဲ့တဲ့ရင်းကိုထပ်ပြီးတော့အဆုံးသတ်ထားရတယ်ပဲ front line မှာတခါလည်းအဆုံးသတ်ပေးခဲ့တဲ့ချန်နယ်တခုဆိုတော့ Torres Spawn လေးပြန်ပြီးတော့ပြောင်းအောင်နောက် fracture ထပ်ပြီးတော့ပေးထားတယ် strike ဒီမှာ over ဟန်ထပ်ပြီးတော့သိမ်းပိုက်ထားရတယ်ပဲ no jungle no retribution ဒီခိုက်တဲ့မှာတော့ရန်ကုန် Gladigo ဒီလောတော့ပြန်ပြီးတော့ပေးလိုက်ရပါပြီရှင်ဆိုင်ရတဲ့အချိန်တွေကကျွန်တော်တကယ်ကိုခက်ခဲတဲ့ကျွန်တော်ဒါပွဲနေတခုလို့ကျွန်တော်ပွဲနေမစခင်မှာပြောထားခဲ့သလိုပဲ TLPH ဒီနောက်ကွာချောင်းမှုရဒီကျွန်တော်မပေးရဘူးအဲ့ဒါဆိုနဲအောင်ကျွန်တော်ဒါ block ပေးဖို့အတွက်လိုအပ်တယ် Father Air Strike တွေခုနကလို့ကျွန်တော် Regenerative Point တစ်ခုတော့ပြန်ချသွားနိုင်မယ်ဆိုရင်တော့ကျွန်တော်ရဲ့မျှော်လင့်ချက်လေးတော့ဒါသွားပြီးကြည့်ရမယ်ကြီးကတော့တော်တော်မချိုးသေးဘူးတော့မျှော်လင့်ချက်လေးကိုထားရမှာပဲ Oscar ပြန်ပြီးတော့လုပ်လို့ရတယ်ဆိုတဲ့အနေအထားမျိုးလို့ပြောရမယ်ဗျာဒီဘက်ကလည်း Lina နဲ့ Forza Air Strike Ranger ရဲ့ Death Sonata Miranda တီးသွားလေးပြန်ပေးထားခဲ့တဲ့အနေအထားမှာတော့ဒီဘက်ကလည်းနောက်လျှောက်ပြန်ပြီးတော့ကားတယ်နောက်မှလည်း Long Range လေးကိုပြန်ပြီးတော့ Sanji Air Strike ပြန်ပြီးတော့ပေးနေတာကျွန်တော်တို့ပြန်ပြီးတော့ပြေးနေရတယ်နောက်လျှောက်ဆိုလို့ U-Shot Dragon Ball လေး backline ကိုထပ်ပြီးတော့ထိန်းဖို့ကြိုးစားနေခဲ့တဲ့အနေအထားမှာတော့ဒီဘက်ကလည်းရေနေနဲ့ပြန်ပြီးတော့ပဲ Arnish လေးပြန်ပြီးတော့ပေးနေတာ Arnish ဆိုတော့ Slam Power 1 man နဲ့ JP ဒီကောင်တက်ပြီးတော့ down နေတာ backline နဲ့ Torres Spawn မှာ 2 man နဲ့ Oga ပါမလာသေးဘူးနောက်မှလည်း 2 lane တွေကောင်ပြန်နေဖို့ကြိုးစား Lina Air Strike Outrage မှာ 2 man backline control တွေအမှတော့ကျွန်တော် Torres Spawn နဲ့ Light ထိုးတာနဲ့ stage down သွားတယ်ဗျာ Killing Spree Blade ကောင်မှာတက်ပေးရတဲ့အခိုက်အတန့်မှာကျန်နေခဲ့တဲ့ခန်းတကောင်မှာ Sanji သိမ့်ပိုင်နေတယ်ပဲ 3 man down မှာကြာရှိနေကြတဲ့ all lane တွေကောင်စောင့်ဆိုင်ဖို့တော့သိမရှိတော့သေးဘူးဗျာ Crystal Throw တော့ Team Liquid PH ရိုက်ခွဲတော့ကြိုးစားနေကြတဲ့အနေအထားပြီးပါတော့ Heaven Rush ကိုပြန်ပြီးတော့ပြောင်း OHAP ရိုက်ခွဲနေနေပဲ base က Lina မှာထက်အဆုံးသတ်ခံရတဲ့ game number 1ကိုတော့ TLPH ပဲဦးဆောင်ထားလိုက်ပြီလည်းဖြစ်ပါတယ် Game 1တော့ဗျာကျွန်တော် TLPH နဲ့တော်တော်လေးကောင်းတဲ့အရာတခုစပ်